အာကာသတွေကိုလူသားတွေထက်အရင်ဆုံးရောက်ရှိခဲ့တဲ့သက်ရှိတဦးရှိပါတယ်။အဲ့ဒါကတော့ရုရှားနိုင်ငံကလမ်းမေးခွေးလေးလိုက်ကာဖြစ်ပါတယ်။လိုက်ကာဟာမော်စကိုလမ်းမတွေပေါ်မှာကျင်လည်နေတဲ့လမ်းမေးခွေးလေးတစ်ကောင်မှာသိပ္ပံပညာရှင်တွေကသူ့ရဲ့ကြက်ခိုင်မှုနဲ့တိကျနိုင်စွမ်းကိုသဘောကျပြီးအာကာသခရီးစဉ်အတွက်ရွေးချယ်ခဲ့တာပါ။လိုက်ကာဟာကြီးမြောင်းတဲ့နေရာတွေမှာနေထိုင်ဖို့နဲ့ဒုံးပြန်ပြစ်တင်တဲ့ဒဏ်ကိုခံနိုင်မှုပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရပါတယ်။1958ခုနှစ်နိုဝင်ဘာလ3ရက်နေ့မှာတော့လိုက်ကာဟာ Sputnik 2အာကာသယာဉ်နဲ့အတူသမိုင်းဝင်ခရီးစဉ်ကိုစတင်ခဲ့ပါတယ်။သူဟာအာကာသထဲသို့ရောက်ရှိပြီးကမ္ဘာကြီးကိုလည်ပတ်နိုင်ခဲ့တဲ့ပထမဆုံးသက်ရှိဖြစ်လာခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာကအဲ့ဒီခေတ်နည်းပညာအရလိုက်ကာကိုကမ္ဘာမြေပြင်စီဘေးကင်းစွာပြတ်ခေါ်လာဖို့မဖြစ်နိုင်ခဲ့ပါဘူး။လိုက်ကာဟာအာကာသထဲမှာပဲဆွန့်လွတ်ခံခဲ့ရပါတယ်။ဒါပေမဲ့လိုက်ကာရဲ့ဆွန့်လွတ်မှုကလူသားတွေအာကာသထဲသွားနိုင်မှုအဖိုးတန်တဲ့အချက်လက်တွေပေးစွမ်းနိုင်ခဲ့ပါတယ်။နောက်ထပ်ဘယ်အရာတွေရဲ့အစကိုသိချင်သေးလဲ? ကွန်မန့်မှာရေးခဲ့ပေးဦးနော်။